မင်္ဂလာပါခင်ဗျာ MPS မိုင်းလာကိုပိုင်ကျောင်းမှကြိုဆိုပါရစေကျွန်တော်ကတော့ဆရာရနိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကျောင်းရဲ့တနစ်တာစာသင်ကြားမှုပုံစံများနဲ့2025-2026ပညာသင်နှစ်ရဲ့အစီအစဉ်များကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်အတန်းတိုင်းကျောင်းသားကျောင်းသူများရဲ့ပျော်ပျော်ရွှင်ရွှင်စိတ်ဝင်စားစွာစာလေ့လာနေသောပုံရိပ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့ like ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်တို့ရဲ့မိုင်းလာကိုပိုင်ကျောင်းမှာအစိုးရတင်ယူညွှန်တဲ့အပြင်ကလေးဗဟိုပြု CCA သင်ကြားနည်းဖြင့်သင်ကြားပေးလျက်ရှိပြီးတွဲဘက်ဘာသာရပ်များဖြစ်တဲ့ Cambridge English, Cambridge Science, Music, Computer, Art and Craft, အားကစား စာရေးစာကုန်းရေးသားခြင်း project လုပ်ဆောင်ခြင်းတို့ကိုလည်းထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ်ဒါအပြင်တန်ရှင်းတရက်တဲ့စာသင်ခန်းများကျေဝန်းတဲ့ကစားကွင်းများစာသင်ကြားတဲ့နေရာမှာလွယ်ကူစွာသင်ကြားနိုင်မှုအတွက်ခင်မီအထောက်အကူပြုပစ္စည်းများစုံလင်စွာထားရှိပေးပြီးတော့ကျောင်းသားကျောင်းသူများကိုယ်တိုင်ဖန်တီးပြုလုပ်မှုစွမ်းရည်များတိုးတက်လာစေဖို့အတွက်သင်ကြားရေးပိုင်းမှာအတွေ့အကြုံမြင့်မားပြီးတော့အရေးချင်းပြည့်ဝတဲ့ဆရာဆရာမများမှာအနည်းကသင်ကြားပို့ချပေးနေတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ခင်ဗျာ2025-2026ပညာသင်နှစ်အတွက်လည်း grade 9အထိတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားသောမိဘများအနေနဲ့မိမိတို့ရဲ့တားငယ်သမီးငယ်လေးများအတွက် waiting list များကိုပေးသွင်းနိုင်ပြီဖြစ်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါရပါတယ်ခင်ဗျာတော်တာမိမိလေးတိုင်းထူးချွန်ထက်မြက်လာစေဖို့နှွေးထွေးတဲ့မြစ်တာတိကျတဲ့သင်ကြားမှုစနစ်များနဲ့ကျွန်တော်တို့ MPS မိုင်းလာကိုပိုင်ကျောင်းမှာအမြဲဆောင်ကြိုလျက်ရှိပါရခင်ဗျာ